one stop ဆွဲဖို့ဆိုရင်တီရှယ်တို့ဒီလိုစုပ်တန်အတဲ့ပေါ့နော်စုပ်တန်အပြားလို့မယ်တီရှယ်ကဒီနေ့အဖြူနဲ့ခရမ်းနဲ့လေးနဲ့ပေါ့နော်တွဲပြီးဆွဲပြမယ်တီရှယ်ပြောတဲ့စေးတင်မို့အတွက်ကအရင်ဘန်းမဟုတ်အပြန့်ဒီလိုတီရှယ်မှန်လေးကိုလောက်ထားတာပေါ့နော်မှန်လဲရတယ်ကော်ပြားလေးတွေလည်းရတယ်တကယ်လို့မလွယ်ဘူးဆိုရင် CD ချက်အဟောင်းတွေလည်းရတယ်ဥပမာဒီလိုပြောင်ပေါ့နော်ဒီလို plain ရှိတဲ့ပေါ်ဆိုလဲတင်တုပ်လို့ရတယ်နော်အဲ့ဒါကကိုယ့်အိမ်မှာရှိတဲ့အဆင်ပြေတဲ့ flat ပြားနဲ့လို့ဘာဖြစ်လို့လဲဆိုတော့ဒီဆေးယူဖို့အတွက်ဆိုခွက်နဲ့ဆိုတော့အဆင်မပြေဘူးเนาะဒီလိုမျိုးလေးနဲ့မှအဆင်ပြေမှာပါနောက်တီရှယ်ပန်းဆွဲအဲ့လိုတက်ရက်ဖြစ်မှကြိုက်တာဆိုတော့တီရှယ်အဲ့လိုတီရှယ်ပန်းဆွဲဖို့အတွက်ဒီစာအုပ်တွေမှာအကွက်ကလေးတွေကွက်ကိုလှုပ်ထားတာเนาะကွက်ကိုလှုပ်ထားတာတီရှယ်အဲ့လိုပန်းလေးဆိုတက်တဲ့လေးသွားတာကြိုက်လို့လေเนาะဆေးထဲပုံဆေးထဲနီးလေးလည်းပြမယ်เนาะဆေးလေးတွေကိုသွားဒီလိုအပုံလိုက်လေးအတိုင်းပဲတီရှယ်တို့မတလားအဲ့လိုချွန်လေးဖြစ်အောင်ထည့်အဲ့ဒါမှဆေးယူလို့ကောင်းမှာโอเคမြင်ရလားမယ်နော်အဲ့ဒီလိုလေးထားမယ်နော်အဲ့ဒီမှာပြီးရင်ဒီမှာတီရှယ်တို့ဟိုနေ့တည်းကပြောတဲ့စုပ်တန်အပြားပေါ့နော်စုပ်တန်ဒီမှာဒီထိတ်နီးလေးမြင်ရလားဒီမှာနော်ဒါလေးနဲ့အဖြူကိုဒီစုပ်တန်ရဲ့၄ပုံပေါ်ရင်တစ်ပုံမှာအဖြူရှိပြီးတော့၃ပုံမှာတီရှယ်တို့ကအယောင်လေးကာလာထည့်မယ်ကို့မှာရှိတဲ့အယောင်နဲ့လုပ်လို့ရတယ်ဒီအယောင်နှစ်ခုထိဆက်မဆက်ဆိုတာကိုတီရှယ်တို့ကဒီပေါ်မှာစမ်းကြည့်မယ်အဲ့ဒီမှာအဖြူနဲ့ခရမ်းနဲ့ဆက်တဲ့ကြားထဲမှာကာလာတစ်ခုရှိရပါမယ်ပန်းဆွဲရင်လည်းအဲ့တယောင်ကကြံရမယ်ပေါ့နော်ဒါလေးကဒါစုပ်တန်ထဲမှာဆေးဆက်မှုရှိမရှိကိုတီရှယ်တို့ကဒီမဲ့စစ်နေတာโอเคပြမယ်နော်အရင်ဦးဆုံးစုပ်တန်ပေါ်မှာ3ယောင်အဲ့ဒါအဲ့တိုင်းကိုပဲဆွဲရင်လေပန်းက3ယောင်ထွက်ရမယ်သူ့ရဲ့နာမည်က one stop တစ်ချက်သေးဆွဲလိုက်တာတစ်ချက်သေးနဲ့ကာလာ3ယောင်ထွက်နေရမယ်နော်အဲ့ဒီမှာစုပ်တန်တီရှယ်အမြဲတမ်းကင်နဲ့အတဲ့ကင်ဆိုတဲ့ဥစ္စာလာပြီအတဲ့လေးထောင်ပြီးရင်အဲ့နှစ်ခုကိုကားငယ်ပုံလေးတီရှယ်တို့ဆက်လိုက်မယ်ဖြူနေသွားတယ်ပေါ့နော်တီရှယ်ဖြူနေရအဲ့ကွန်ကြဒီမှာနော်ဒါအလကားလာချစ်တာမဟုတ်ဘူးဒီစုပ်တန်ထဲမှာဆေးအဖြူရဲ့ခရမ်းရဲ့ mix ဖြစ်တာကိုဒီမှာလာပြီးတော့လုပ်ကြည့်တာနည်းနည်းလေးပြန်ယူမယ်ခရမ်းယူမယ်အဲကြောင့်မို့ဒီဆေးပန်းသုံးရင်အပြန်လေးသုံးပေါ့နော်အဲ့ဒီမှာအခုတခြားတို့ခေါင်းငယ်လေးဆွဲမယ်နော်ခေါင်းငယ်လေးပေါ့နော်တခြားတော့ကလေးတွေခေါ်တဲ့အတိုင်းပေါ့ဒါပွင့်ပတ်နံပါတ်1ပေါ့နော်အဲ့ဒီမှာအတဲ့စုပ်တန်လေးကိုထောင်းလေးကြိုက်မယ်ဒီဘက်ကိုလည်းအရာလေးပေးလိုက်ပြီးရင်အနှစ်ခုကိုတွန်းပြီးတော့မှဒီချက်ရဲ့အဖြူကလေးနည်းနည်းလေးပြစ်သွားလို့ဆွဲမကောင်းအဓိကကဒီပွင့်ဘက်မှာ3ရောင်ဖြစ်ရမယ်เนาะဒီမှာဘေးတွေကိုအပြင်မထွက်ဘူးเนาะအရောင်က3ရောင်ဖြစ်နေရပါမယ်ကိုဒီမှာစက်ကလေးနှစ်ခုချ
ဟာဒီချေရိုးဒီမှာတော့ဒါပွင့်ဘတ်နံပါတ်1ပေါ့နော်စုပ်ကန်ကိုထောင်ဆိုတာဒါကိုပြောတာနော်ဒီမှာကျရင်စုပ်ကန်ထောင်ဆွဲမှအဆင်ပြေပါမယ်နော်အရောင်က3ရောင်ဖြည့်ရမယ်နော်